ပတ်တန်ဆွဲပြီးသွားလို့ရှိရင်ဒီပတ်တန်လေးတွေကပေါ့ custom made ချုပ်တာကွယ် custom made ချုပ်တယ်ဆိုတော့လာသမျှcustomer တွေကိုချိုလေးကမဆွဲဘူးဆိုတာဒီလိုเนาะပထမစစချင်းမှာချိုလေးဆွဲထားလိုက်တယ်အများကြီးမှာသမျှ customer တွေအကုန်လုံးကိုဆွဲထားလိုက်တယ်ဆွဲထားပြီးလို့ရှိရင်စာအုပ်အုပ်ထဲမှာသူတို့ရဲ့ site ချက်အတိအကျပေါ့เนาะတောင်းထားတဲ့ site ချက်အတိအကျကိုရေးပြီးတော့ချိုလေးဒီလုပ်ငန်းကိုစလုပ်တော့6လလောက်ကြာတဲ့အခါမှာတဖြည်းဖြည်းနဲ့အပတ်လဲသွားတယ်ကိုဆွဲထားတဲ့ site ချက်တွေကလေပြောမစို့အများကြီးsite ချက်တွေကြီးပဲ80စာလောက်ရှိတယ်အယောက်80စာလောက်ရှိတယ်site တွေပေါ့နော် site တွေမတူတဲ့ site တွေအကုန်လုံး80စာနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့ဘယ်လိုဖြစ်လာလဲဆိုတော့မှားသမျှ customer တွေဒီသူတို့တဖြည်းဖြည်းနဲ့ခန္ဓာကိုယ်လေးတူလာကြတယ်တူလာကြတဲ့အခါမှာဂျူလီကဆွဲစရာမလိုတော့ဘူးသူမှားတဲ့အချိန်မှာသူ့ရဲ့ခါအတိုင်းတင်အတိုင်းကိုကြည့်လိုက်တာနဲ့သူနဲ့တူတဲ့ကိုဆွဲထားတဲ့ဟာတွေဆွဲထုတ်ပြီးတော့ဒီလိုမျိုးမိုးလေးတွေထုတ်ထားတယ်။ဒါသမျှကိုဂျူလီကဒီလိုမိုးတွေထုတ်ထားတယ်။ဒါကတော့ဒါပထမဆုံးထုတ်တဲ့ဟာဆိုတဲ့အတွက်ဂတ်တူနေပေါ့နော်။နောက်တဲ့ဟာတွေဂျူလီဘယ်လိုထုတ်လဲပြမယ်နော်။ဒါလေးကဘူးတုဒရအောင်ပြပေးတာပါ။ဟုတ်ပြီဒီမှာဒါလေးကကြတော့စက်ကူနဲ့ပဲဂျူလီကဆွဲထားလိုက်တယ်ဆွဲထားပြီးတော့ဒီလိုမိုးလေးတွေထုတ်ထားလိုက်တယ်မိုးလေးတွေထုတ်ထားပြီးတော့ဒီမှာကဒါကရှစ်ခပတ်စာလေးကမိုးထုတ်ထားတယ်မိုးဒီရှစ်ခပတ်စာမိုးကကြတော့ဂျူလီကဂတ်တူလေးနဲ့ထုတ်လိုက်တယ်ပေါ့နော်ပြောလို့ရှိရင်အပေါက်ကလေးဖောက်ထားတယ်အပေါက်ဖောက်ပြီးတော့မှကဲဒီလိုလေးတွေဆွဲထားတယ်ချိုးလေးမှာဒီလိုပတ်တန်နေကြီးပဲလူအယောက်80စာရှိတယ်အဲ့တော့နောက်ပိုင်းချိုးလေးကိုလာပြီးတော့အတဲ့ customer တွေမှန်သမျှသူတို့ရဲ့ site ကလေးကိုချိုးလေးကဆွဲထုတ်ပြီးတော့ဒီကနေရှာပြီးတော့ညှက်ရုံပဲအဲ့တော့အချိန်ကပေါ့နော်အချိန်စစ်ဖြစ်သွားတယ်အချိန်လေးစစ်ဖြစ်သွားတယ် time management ကိုတည်တည်ချာချာလုပ်လို့ရသွားတယ်ပေါ့ကွယ်ဟာကိုပဲလုပ် time management ဖြစ်ဖို့အရေးကြီးတယ်ကိုကမြန်လဲမြန်ရမယ်ပုံလဲကြရပဲပေါ့နော်ကိုတစ်ထည့်ဦးသေချာဆွဲထားပြောလို့ရှိရင်သူနဲ့ site တူတဲ့ customer တွေဆိုတာလာတာပဲအဲ့တော့အဲ့ဟာနဲ့ဆွဲထုတ်ပြီးတော့ညှက်သွားရုံပဲအဲ့တော့ကိုလာသမျှကိုဆွဲစီရမလို့တော့ဘူးအဲ့လိုလေးလုပ်ပေးပါရှင်အခုထပ်ပြီးတော့ပြောပြပါမယ်ပထမဆုံးချိုလေးဒီဘာလေးလုပ်လဲဆိုရင်မိုးထုတ်ထားတယ်လာသမျှ customer တွေကိုချိုလေးဆွဲပြီးတော့မိုးထုတ်ထားတယ်မိုးထုတ်ထားပြီးွားလို့ရှင်သူတို့လာသမျှတွေကိုဒီလိုလေးမိုးလေးကိုတင်ပြီးတော့ညှက်လိုက်အောင်ပါပဲအခု